လွတ်လပ်ရပြီးကြတဲ့အမေရိကန်လက်ချက်နဲ့ပေးတဲ့စစ်သားတယောက်မှမရှိဘူးဆိုဗီယက်လက်ချက်ရုရှားလက်ချက်နဲ့ပေးတဲ့စစ်သားကျွန်တော်နိုင်ငံမှာတယောက်မရှိဘူးကျွန်တော်တို့မိသားစုလိုချစ်ခင်ယဉ်နီလေးစားတဲ့တမတော်သားတွေဟာဟိုကိုလုံးရင်လေးစစ်တိုက်ပွဲမှာရောနောက်ကိုကန့်ကိစ္စဒီတမရာကြီးဦးသိန်းစိန်လက်ထက်ကဖြစ်ခဲ့ရအောင်နောက်အခုနောက်ဆုံးဖြစ်ခဲ့တဲ့132ခွန်ဆိုတဲ့အင်မတန်ဂုံမဲ့တဲ့ကိစ္စမှာရောတရုတ်လက်ချက်နဲ့တတ်ခဲ့ပေးခဲ့တဲ့တမတော်သားတွေအများကြီးရှိခဲ့ပါတယ်တရုတ်ကလည်းကျွန်တော်တို့ရဲ့မိတ်ဆွေကောင်းမဟုတ်ဘူးလားဆိုတော့ဟုတ်တယ်အကောင်းဆုံးမိတ်ဆွေတန်တမန်ရေးရမှာဒါပေမဲ့ပထဝီရေးရမှာတော့အကြီးဆုံးရာသူဖြစ်ခဲ့တယ်ဘာလို့လဲဆိုတော့တရားကြီးနိုင်ငံတွေရှိတဲ့ထဲမှာအမေရိကန်နိုင်ငံဟလာဆိုဗီယက်ရုရှားနိုင်ငံတရုတ်နိုင်ငံရှိတယ်လွတ်လပ်ရပြီးကြတဲ့အမေရိကန်လက်ချက်နဲ့ပေးတဲ့စစ်သားတယောက်မှမရှိဘူးဆိုဗီယက်လက်ချက်ရုရှားလက်ချက်နဲ့ပေးတဲ့စစ်သားကျွန်တော်နိုင်ငံမှာတယောက်မရှိဘူးကျွန်တော်တို့မိသားစုလိုချစ်ခင်ယဉ်နီလေးစားတဲ့တမတော်သားတွေဟာဟိုကိုလုံးရင်လေးစစ်တိုက်ပွဲမှာရောနောက်ကိုကန့်ကိစ္စဒီတမရာကြီးဦးသိန်းစိန်လက်ထက်ကဖြစ်ခဲ့ရအောင်နောက်အခုနောက်ဆုံးဖြစ်ခဲ့တဲ့132ခွန်ဆိုတဲ့အင်မတန်ဂုံမဲ့တဲ့ကိစ္စမှာရောတရုတ်လက်ချက်နဲ့တတ်ခဲ့ပေးခဲ့တဲ့တမတော်သားတွေအများကြီးရှိခဲ့ပါတယ်ကျွန်တော်ဗမာအယူဆမှာကျွန်းဆိုတာကကိုလက်အောက်ခံကိုကျွန်းခေါ်တယ်ငွေနဲ့ဝယ်ထားတာဖြစ်ဖြစ်အကျွေးဆုံးတာဖြစ်ဖြစ်သိမ့်ပိုက်ထားတဲ့ဟာကျွန်းအဲ့ကျွန်းကနေမှဝယ်စရာမလိုဘဲနဲ့သူတို့မွေးလိုက်တဲ့သားသမီးကတပေါက်လို့ခေါ်တယ်သူကြတော့အပိုင်ကိုရတာအမေဖေကျွန်းဖြစ်နေလို့ရတာအဲ့တော့တရုတ်ရဲ့ကျွန်းဒီ KIA ကျွန်တော်တို့ဘုကျုပ်အယ်ကွန်ဖန်ကိုလောက်ကြခဲ့ပြီကျွန်တော်တစ်သက်လုံးမကြေခဲ့တဲ့ KIA ကတရုတ်ရဲ့ကျွန်းအဲ့ကျွန်းကမှမွေးတဲ့အေးဆိုတဲ့တပေါက်အဲ့ဒီကျွန်းနဲ့တပေါက်ကလာပြီးတက်ကြိုက်တာခံခဲ့ရတဲ့132ခွန်ကိစ္စမှာလည်းကျွန်တော်တတ်မလို့ထားတယ်အများကြီးအသက်တွေဆုံးရှုံးနေပါတယ်